အော်တိတူကာကားတဲ့လောင်အိမ်ထဲကတန်နေမဟုတ်ဘူးဗျသဘာဝတန်နေတောင်မော်တွေက6လာပြီဆိုတော့ဟိုဘက်တောင်ကောင်ကတော့ပင်မွေးထားတဲ့လူမရှိဘူးဗျမြက်တွေကြီးတော့6ခန်းတာပေါ့အော်ကျွန်တော်တောင်ကုန်းတွေကတော့ဟောစိမ့်ဆိုးနေဟောပင်နေမွေးထားတော့အဲ့လိုပဲဗျ10စုနှစ်တစ်ခုဆိုနေဦးတိုးတက်တယ်ကျွန်တော်သာပတ်စံနေသိမ်းပေါင်းတောင်းကြီးရှိရင်ကျွန်တော်ဒီတောင်မော်ကနေရာတွေတချို့ဟာတွေဝယ်ပြစ်နောက်ကြဒီတောင်မော်မှာထင်းခုတ်ဝါခုတ်တဲ့လူတွေကိုလာခပေးပြီးတော့တစ်ပင်နေပဲစိုက်ခိုင်းတော့မှာတကယ်လောက်ပြစ်မှာဒါမှတောင်တန်းကြီးစိမ့်ပြီးမန်းလေးမျိုးရဲ့ကြက်တီဆောင်ရှေ့တဲ့လမ်းကြီးညှို့မိုင်းနေအောင်ကျွန်တော်လောက်ပြစ်မှာရေတွင်းနေနေရာတိုင်းတူးပြစ်မှာရေကန်နေနေရာတိုင်းလောက်ပြစ်မှာသိမ်းပေါင်းတောင်းကြီးဆိုတော့9,900ပေါ့အော်မင်းတို့လည်းဒီမှာအောင်နာမှာမင်းတို့တောက်ဖို့ရေကန်သေးလေးလှုပ်ထားပြီးပြီသလားအေးစင်ပြအောင်လားတောက်ကြစားကြအားလုံးပေါ့ကွာရေတွင်းတူးလို့ကူညီပေးခဲ့တဲ့လူတွေရောညီငယ်တွေညီမငယ်တွေအားလုံးပေါ့တချို့ကြတော့သမင်းတွေလာချက်ကူးကြတချို့ကြလည်းစက်ကကြီးကိုစွဲတင်းကျေးဇူးအများကြီးတင်တယ်ကွာမင်းတို့အတွက်ကုသိုလ်တွေအများကြီးပဲ